手が空いたらこっち手伝ってくれる？ အားရင်ဒီမှာကူညီပေးလို့ရမလား？手が空いたらこっち手伝ってくれる？ အားရင်ဒီမှာကူညီပေးလို့ရမလား？僕はいたずらばかりして手がかかる子だったみたいです。ကျွန်တော်ဒီအမြဲတမ်းနောက်ပြောင်ပြီးအချိန်ပိုပေးခဲ့ရတဲ့ကလေးဖြစ်ခဲ့ပုံပဲ。僕はいたずらばかりして手がかかる子だったみたいです。ကျွန်တော်ဒီအမြဲတမ်းနောက်ပြောင်ပြီးအချိန်ပိုပေးခဲ့ရတဲ့ကလေးဖြစ်ခဲ့ပုံပဲ。手が足りなくなったらいつでも言ってください。手伝いますので。အကူညီလိုလာရင်ဘယ်ချိန်မဆိုပြောပါ။ကူညီပေးမှာမို့လို့。手が足りなくなったらいつでも言ってください。手伝いますので。အကူညီလိုလာရင်ဘယ်ချိန်မဆိုပြောပါ။ကူညီပေးမှာမို့လို့。ちょっと手伝ってくれない？ごめん、今ちょっと手が離せないんだ。ခဏလေးကူညီပေးလို့ရလား။ Sorry အခုမှအားလို့ပါ။ ちょっと手伝ってくれない？ごめん、今ちょっと手が離せないんだ。ခဏလေးကူညီပေးလို့ရလား။ Sorry အခုမှအားလို့ပါ。前から探していた本をやっと手に入れた。အရင်ကရှာနေခဲ့တဲ့စာအုပ်နောက်ဆုံးတော့လက်ထက်ရောက်လာခဲ့ပြီ。前から探していた本をやっと手に入れた。အရင်ကရှာနေခဲ့တဲ့စာအုပ်နောက်ဆုံးတော့လက်ထက်ရောက်လာခဲ့ပြီ။ 彼らのコンサートチケットはすごい人気でなかなか手に入らないんです。သူတို့ရဲ့ဖျော်ဖြေပွဲလက်မှတ်ကအရန်လူကြိုက်များလို့တော်တော်နဲ့မရနိုင်ဘူး。彼らのコンサートチケットはすごい人気でなかなか手に入らないんです。သူတို့ရဲ့ဖျော်ဖြေပွဲလက်မှတ်ကအရန်လူကြိုက်များလို့တော်တော်နဲ့မရနိုင်ဘူး。ちょっと手を貸してくれない？一人じゃ重くて。ခဏကူညီပေးလို့ရလား။တယောက်တည်းလေးလွန်းလို့。ちょっと手を貸してくれない？一人じゃ重くて。ခဏကူညီပေးလို့ရလား။တယောက်တည်းလေးလွန်းလို့。一人じゃ大変だよ。誰かの手を借りた方がいい。တယောက်တည်းပင်မနဲ့နော်။တယောက်ယောက်ကူညီရင်ကောင်းမယ်。一人じゃ大変だよ。誰かの手を借りた方がいい。တယောက်တည်းပင်မနဲ့နော်။တယောက်ယောက်ကူညီရင်ကောင်းမယ်。書類の整理を頼まれたけど、まだ手をつけていません。စာရွက်စာတမ်းများကိုစုစည်းရန်တောင်းဆိုခဲ့တော့လဲခုထိမစရသေးဘူး。書類の整理を頼まれたけど、まだ手をつけていません。စာရွက်စာတမ်းများကိုစုစည်းရန်တောင်းဆိုခဲ့တော့လဲခုထိမစရသေးဘူး。どんなに小さな仕事でも手を抜いたらダメです。ဘလောက်သေးတဲ့အလုပ်ပဲဖြစ်ပေမဲ့ပြီးစလွယ်လုပ်လို့မရဘူး。どんなに小さな仕事でも手を抜いたらダメです。ဘလောက်သေးတဲ့အလုပ်ပဲဖြစ်ပေမဲ့ပြီးစလွယ်လုပ်လို့မရဘူး。こちらに腰をかけてお待ちください。ဒီနေရာတွင်ထိုင်ဆောင်ပေးပါ。こちらに腰をかけてお待ちください。ဒီနေရာတွင်ထိုင်ဆောင်ပေးပါ。こんな遠いところまで足を運んでいただいてありがとうございます。ဒီလောက်ဝေးတဲ့နေရာအထိတကူတကလာခဲ့တာကျေးဇူးအများကြီးတင်ပါတယ်。こんな遠いところまで足を運んでいただいてありがとうございます。ဒီလောက်ဝေးတဲ့နေရာအထိတကူတကလာခဲ့တာကျေးဇူးအများကြီးတင်ပါတယ်。部長なら顔が広いから誰か紹介してくれるよ。ဌာနမှူးဆိုရင်လူသိများလို့ဘယ်သူမဆိုမိတ်ဆက်မှာနော်。部長なら顔が広いから誰か紹介してくれるよ。ဌာနမှူးဆိုရင်လူသိများလို့ဘယ်သူမဆိုမိတ်ဆက်မှာနော်။ 鈴木さん、たまには飲み会に顔を出してよ。ဆူဇူကီဆန်တရံတခါမှတောက်တဲ့ပွဲတက်ရောက်တယ်နော်။ 鈴木さん、たまには飲み会に顔を出してよ。ဆူဇူကီဆန်တရံတခါမှတောက်တဲ့ပွဲတက်ရောက်တယ်နော်。彼女はこの半年で随分と腕が上がったみたいだ。သူမကဒီနှစ်ဝက်မှတော်တော်တော်လာတယ်လို့ပဲ。彼女はこの半年で随分と腕が上がったみたいだ。သူမကဒီနှစ်ဝက်မှတော်တော်တော်လာတယ်လို့ပဲ。腕のいいお医者さんに手術してもらうからきっと大丈夫です。ကျွမ်းကျင်သည့်ဆရာဝန်ထံခွဲစိတ်ကုသခဲ့လို့တေချာပေါက်ဆင်ပြေတယ်。腕のいいお医者さんに手術してもらうからきっと大丈夫です。ကျွမ်းကျင်သည့်ဆရာဝန်ထံခွဲစိတ်ကုသခဲ့လို့တေချာပေါက်ဆင်ပြေတယ်。腕を磨くには一流の店で修行するのが一番いい。ကျွမ်းကျင်အောင်ကြိုးစားရာတွင်ပထမတန်းစားဆိုင်တွင်အလုပ်လုပ်တာကအကောင်းဆုံးပါ。腕を磨くには一流の店で修行するのが一番いい。ကျွမ်းကျင်အောင်ကြိုးစားရာတွင်ပထမတန်းစားဆိုင်တွင်အလုပ်လုပ်တာကအကောင်းဆုံးပါ။
立派な息子さんを持って鼻が高いでしょう。 ခံရတဲ့သားလေးရှိလို့ဂုဏ်ယူပွဲဖြစ်တယ်နော် いえいえ、まだまだ子供です。 မဟုတ်ပါဘူးကလေးပဲရှိပါသေးတယ် 立派な息子さんを持って鼻が高いでしょう。 ခံရတဲ့သားလေးရှိလို့ဂုဏ်ယူပွဲဖြစ်တယ်နော် いえいえ、まだまだ子供です。 မဟုတ်ပါဘူးကလေးပဲရှိပါသေးတယ် 彼は口がうまいからつい騙されそうになる。 သူကစကားပြောကောင်းလို့အမှတ်တမဲ့စီမျောသွားတယ် 彼は口がうまいからつい騙されそうになる。 သူကစကားပြောကောင်းလို့အမှတ်တမဲ့စီမျောသွားတယ် 彼女は口が硬いから話しても大丈夫です。 သူမကနှုတ်လုံလို့စကားပြောပေမဲ့ကိစ္စမရှိပါဘူး 彼女は口が硬いから話しても大丈夫です。 သူမကနှုတ်လုံလို့စကားပြောပေမဲ့ကိစ္စမရှိပါဘူး 田中さんには内緒ね。彼女口が軽いから。 တာနာကဆန်ကိုလျှို့ဝှက်ချက်နော်သူမကနှုတ်မလုံလို့ 田中さんには内緒ね。彼女口が軽いから。 တာနာကဆန်ကိုလျှို့ဝှက်ချက်နော်သူမကနှုတ်မလုံလို့ なんであの人が知っているの？ ဘာလို့ဒီလူကသိနေတာလဲ ごめん、ちょっと口が滑っちゃって。 sorry ခဏထုတ်ပြောမိသွားတယ် なんであの人が知っているの？ ဘာလို့ဒီလူကသိနေတာလဲ ごめん、ちょっと口が滑っちゃって。 sorry ခဏထုတ်ပြောမိသွားတယ် 彼は口は悪いけど、本当は優しい人なんだよ。 သူကအပြောဆိုပေမဲ့တကယ်ကကျင်နာတဲ့လူဖြစ်ပါတယ် 彼は口は悪いけど、本当は優しい人なんだよ。 သူကအပြောဆိုပေမဲ့တကယ်ကကျင်နာတဲ့လူဖြစ်ပါတယ် 子供の喧嘩に親が口を出すものじゃないよ。 ကလေးတွေရန်ဖြစ်တာကိုမိဘကဂျောင်းဝင်ပြောဆိုတဲ့အရာမဟုတ်ဘူးနော် 子供の喧嘩に親が口を出すものじゃないよ。 ကလေးတွေရန်ဖြစ်တာကိုမိဘကဂျောင်းဝင်ပြောဆိုတဲ့အရာမဟုတ်ဘူးနော် これ、お土産です。お口に合うといいですが。 ဒီဟာလက်ဆောင်ပါအရသာတွေ့ရင်ကောင်းပေမဲ့ これ、お土産です。お口に合うといいですが。 ဒီဟာလက်ဆောင်ပါအရသာတွေ့ရင်ကောင်းပေမဲ့ そんな汚い言葉二度と口にしないで。 ဒီလောက်ညစ်ပတ်တဲ့စကားလုံးနှစ်ကြိမ်ထပ်မပြောပါနဲ့ そんな汚い言葉二度と口にしないで。 ဒီလောက်ညစ်ပတ်တဲ့စကားလုံးနှစ်ကြိမ်ထပ်မပြောပါနဲ့ あまりにまずくて、口にした瞬間吐きそうになった。 အရသာမကောင်းလို့စားလိုက်တာနဲ့အန်ကျင်သွားတယ် あまりにまずくて、口にした瞬間吐きそうになった。 အရသာမကောင်းလို့စားလိုက်တာနဲ့အန်ကျင်သွားတယ် 私、甘いものに目がないもので、もう一ついいですか？ ချိုတဲ့အစားအစာရမ်းကြိုက်လို့နောက်တစ်ခုရလား 私、甘いものに目がないもので、もう一ついいですか？ ချိုတဲ့အစားအစာရမ်းကြိုက်လို့နောက်တစ်ခုရလား 小さい子供は危なくて目が離せない。 ကလေးငယ်သည်အန္တရာယ်ရှိနိုင်လို့မျက်စိမလွှဲနိုင်ဘူး 小さい子供は危なくて目が離せない。 ကလေးငယ်သည်အန္တရာယ်ရှိနိုင်လို့မျက်စိမလွှဲနိုင်ဘူး 忙しくて目が回りそう。 အလုတ်များပြီးခြားခြားလဲနေတဲ့ပုံပဲ 忙しくて目が回りそう。 အလုတ်များပြီးခြားခြားလဲနေတဲ့ပုံပဲ あまりに安くて値段を見て目を疑ったよ。たった1000円だよ。 တိတ်ပြီးဈေးပေါ်လို့ဈေးနှုန်းကိုကြည့်ပြီးမယုံနိုင်ဖြစ်ခဲ့တယ်ရမ်းတစ်ထောင်ပဲ あまりに安くて値段を見て目を疑ったよ。たった1000円だよ。 တိတ်ပြီးဈေးပေါ်လို့ဈေးနှုန်းကိုကြည့်ပြီးမယုံနိုင်ဖြစ်ခဲ့တယ်ရမ်းတစ်ထောင်ပဲ 課長、書類ができましたので、目を通していただけますか？ မန်နေဂျာစာရွက်စာတမ်းတွေအစင်းသင်းဖြစ်သောကြောင့်ဖတ်ပေးလို့ရပါသလား 課長、書類ができましたので、目を通していただけますか？ မန်နေဂျာစာရွက်စာတမ်းတွေအစင်းသင်းဖြစ်သောကြောင့်ဖတ်ပေးလို့ရပါသလား うん。このデザインならかなり目を引くと思う。 အင်းဒီဒီဇိုင်းနဲ့ဆိုရင်တော်တော်လေးပေါ်လွင်တယ်လို့ထင်တယ် うん。このデザインならかなり目を引くと思う。 အင်းဒီဒီဇိုင်းနဲ့ဆိုရင်တော်တော်လေးပေါ်လွင်တယ်လို့ထင်တယ် 時間がないから細かいところは目をつむるしかない。
အချိန်မရှိတော့လို့အသေးစိတ်တွေကိုမလုံနိုင်တော့ဘူး 時間がないから細かいところは目をつむるしかない。 အချိန်မရှိတော့လို့အသေးစိတ်တွေကိုမလုံနိုင်တော့ဘူး 大事な連絡先ですから目につくところに貼っておいてください。 အရေးတကြီးဆက်တွေ့ရမယ့်လိပ်စာဖြစ်လို့မြင်သာတဲ့နေရာမှာကတ်ထားပါ 大事な連絡先ですから目につくところに貼っておいてください。 အရေးတကြီးဆက်တွေ့ရမယ့်လိပ်စာဖြစ်လို့မြင်သာတဲ့နေရာမှာကတ်ထားပါ これを欲しがっていましたから彼女の喜ぶ姿が目に浮かびます。 ဒီဟာကိုလိုချင်ခဲ့လွန်သောကြောင့်သူမရဲ့ဝန်တာမှုကိုမြင်အောင်မိတယ် これを欲しがっていましたから彼女の喜ぶ姿が目に浮かびます。 ဒီဟာကိုလိုချင်ခဲ့လွန်သောကြောင့်သူမရဲ့ဝန်တာမှုကိုမြင်အောင်မိတယ် 今月も出費ばかり増えて頭が痛いよ。 ဒီလလည်းပဲထောက်ငွေချီများလာလို့စိတ်ရှုပ်လိုက်တာနော် 今月も出費ばかり増えて頭が痛いよ。 ဒီလလည်းပဲထောက်ငွေချီများလာလို့စိတ်ရှုပ်လိုက်တာနော် うちの社長は頭が固くて全然意見を聞いてくれないんだよ。 ကျွန်ုပ်တို့၏တထေသည်ခေါင်းမာပြီးထင်မြင်ချက်ကိုလုံးဝနားမထောင်ပါ うちの社長は頭が固くて全然意見を聞いてくれないんだよ。 ကျွန်ုပ်တို့၏တထေသည်ခေါင်းမာပြီးထင်မြင်ချက်ကိုလုံးဝနားမထောင်ပါ 大変な仕事なのにいつも笑顔でいる看護師の皆さんには頭が下がる。 ပင်ပန်းတော့အလုပ်ပင်မဲ့အမြဲတမ်းပြုံးထားတဲ့သူနာပြုအားလုံးကိုအထင်ကြီးလေးစားပါတယ် 大変な仕事なのにいつも笑顔でいる看護師の皆さんには頭が下がる。 ပင်ပန်းတော့အလုပ်ပင်မဲ့အမြဲတမ်းပြုံးထားတဲ့သူနာပြုအားလုံးကိုအထင်ကြီးလေးစားပါတယ် 彼に頼んでみたら？ သူစီမေတ္တာရက်ခံရင်ရော あんなやつに頭を下げたくないよ。 ဒီကောင့်စီမှာအောက်မကျိုးချင်ဘူး 彼に頼んでみたら？ သူစီမေတ္တာရက်ခံရင်ရော あんなやつに頭を下げたくないよ。 ဒီကောင့်စီမှာအောက်မကျိုးချင်ဘူး あんな失礼なことを言われたら誰だって頭にくるよ。 ဒီလောက်ရိုင်းဆိုင်တဲ့စကားပြောခံရရင်ဘယ်သူမဆိုစိတ်ဆိုးတာပေါ့ あんな失礼なことを言われたら誰だって頭にくるよ。 ဒီလောက်ရိုင်းဆိုင်တဲ့စကားပြောခံရရင်ဘယ်သူမဆိုစိတ်ဆိုးတာပေါ့ 彼女は耳が早いからもう知っているだろ သူမကနားပါလို့တီးထားပြီးလောက်ပြီး う。彼女は耳が早いからもう知っているだろ သူမကနားပါလို့တီးထားပြီးလောက်ပြီး う。僕みたいに不健康な生活をしている者には耳の痛い話だったよ。 ကျွန်တော်လိုမျိုးကျမ်းမာရေးခြင်းမညီညွတ်တဲ့ပုံစံနဲ့နေထိုင်သူအတွက်တော့ဒါဟာနားဝင်ခါတဲ့စကားတွေပဲ 僕みたいに不健康な生活をしている者には耳の痛い話だったよ。 ကျွန်တော်လိုမျိုးကျမ်းမာရေးခြင်းမညီညွတ်တဲ့ပုံစံနဲ့နေထိုင်သူအတွက်တော့ဒါဟာနားဝင်ခါတဲ့စကားတွေပဲ 父ももう年ですから最近少し耳が遠くなってきました。 အဖေလည်းအသက်ရလာလို့အခုတလောနည်းနည်းနားလေးလာခဲ့တယ် 父ももう年ですから最近少し耳が遠くなってきました。 အဖေလည်းအသက်ရလာလို့အခုတလောနည်းနည်းနားလေးလာခဲ့တယ် 変な噂を耳にしたんだけど。え、何？ ထူးဆန်းတဲ့ကောလာဟာလာတဲ့တင်းတွေနားထောင်ခဲ့ပေမဲ့ဘာလဲ 変な噂を耳にしたんだけど。え、何？ ထူးဆန်းတဲ့ကောလာဟာလာတဲ့တင်းတွေနားထောင်ခဲ့ပေမဲ့ဘာလဲ 自分が選ばれるとは思っていなかったから名前を呼ばれた時は一瞬耳を疑った。 ကိုယ်တိုင်ရွေးချယ်ခံရမယ်လို့မထင်ထားတော့ကြောင့်နာမည်ခေါ်ခံရသည့်အချိန်တွင်လျှက်တစ်ပြက်မယုံကြည်နိုင်ဖြစ်ခဲ့တယ် 自分が選ばれるとは思っていなかったから名前を呼ばれた時は一瞬耳を疑った。
ကိုယ်တိုင်ရွေးချယ်ခံရမယ်လို့မထင်ထားသောကြောင့်နာမည်ခေါ်ခံရသည့်အချိန်တွင်လျှက်တစ်ပြက်မယုံကြည်နိုင်ဖြစ်ခဲ့တယ် 若い頃は親の言うことには全然耳を貸そうとしませんでした。 ငါငယ်ငယ်တုန်းကမိဘတွေပြောတဲ့ဟာကိုလုံးဝနားမထောင်ခဲ့ဘူးဘူး 若い頃は親の言うことには全然耳を貸そうとしませんでした。 ငါငယ်ငယ်တုန်းကမိဘတွေပြောတဲ့ဟာကိုလုံးဝနားမထောင်ခဲ့ဘူးဘူး おかげさまで。 ခြေစူးကြောင့် 皆さんお元気ですか？ အားလုံးနေကောင်းကြရဲ့လား ええ、おかげさまで元気に暮らしています。 ဟုတ်ကဲ့ပို့တာရဲ့ခြေစူးကြောင့်ကျမ်းမာလျက်ရှိပါတယ် おかげさまで。 ခြေစူးကြောင့် 皆さんお元気ですか？ အားလုံးနေကောင်းကြရဲ့လား ええ、おかげさまで元気に暮らしています。 ဟုတ်ကဲ့ပို့တာရဲ့ခြေစူးကြောင့်ကျမ်းမာလျက်ရှိပါတယ် お待ちどうさま。 စောင့်ခံရတာအာနာမိတယ် はい、お待ちどうさま。 ဟုတ်ကဲ့စောင့်ခံရတာအာနာမိပါတယ် お待ちどうさま。 စောင့်ခံရတာအာနာမိတယ် はい、お待ちどうさま。 ဟုတ်ကဲ့စောင့်ခံရတာအာနာမိပါတယ် 構いません。 ကိစ္စမရှိပါဘူး カウンターの席でもよろしいですか？ ကောင်တာထိုင်ပေးလို့ရလား ええ、構いません。 ဟုတ်ကဲ့ကိစ္စမရှိပါဘူး 構いません。 ကိစ္စမရှိပါဘူး カウンターの席でもよろしいですか？ ကောင်တာထိုင်ပေးလို့ရလား ええ、構いません。 ဟုတ်ကဲ့ကိစ္စမရှိပါဘူး 興味深い。 စိတ်ဝင်စားစရာကောင်းတော့ 今日はいろいろ興味深い話を聞くことができた。 ဒီနေ့အမျိုးမျိုးသောစိတ်ဝင်စားစရာစကားကိုနားထောင်ခဲ့ရတယ် 興味深い。 စိတ်ဝင်စားစရာကောင်းတော့ 今日はいろいろ興味深い話を聞くことができた。 ဒီနေ့အမျိုးမျိုးသောစိတ်ဝင်စားစရာစကားကိုနားထောင်ခဲ့ရတယ် ご苦労様。 ကျေးဇူးတင်ပါတယ် 部長、全部運び終わりました。 မန်နေဂျာအားလုံးတည်ပြီးသွားပြီ ご苦労様。 ကျေးဇူးတင်ပါတယ် ご苦労様。 ကျေးဇူးတင်ပါတယ် 部長、全部運び終わりました。 မန်နေဂျာအားလုံးတည်ပြီးသွားပြီ ご苦労様。 ကျေးဇူးတင်ပါတယ် すまない。 အားနာသည် すまないけど、これ20部コピーしてくれる？ အားနာပင်မဲ့ဒီဟာမိတ္တူ20ကူးပေးလို့ရလား 待たせてすまなかったね。 စောင့်ခံရလို့အားနာလိုက်တာနော် すまない。 အားနာသည် すまないけど、これ20部コピーしてくれる？ အားနာပင်မဲ့ဒီဟာမိတ္တူ20ကူးပေးလို့ရလား 待たせてすまなかったね。 စောင့်ခံရလို့အားနာလိုက်တာနော် そうない。 မဘူး これを飲めば痩せる？ ဒီဟာကိုတောက်ရင်ပိန်မာလား そううまくはいかないだろ ဒီလောက်မကောင်းတော့ဘူး そうない。 မဘူး これを飲めば痩せる？ ဒီဟာကိုတောက်ရင်ပိန်မာလား う。そううまくはいかないだろ ဒီလောက်မကောင်းတော့ဘူး ついている。 ကံကောင်းသည် ついていない。 ကံဆိုးသည် あ、電車行っちゃった。今日はついてないな。 あယထာထွက်သွားခဲ့ပြီဒီနေ့ကံမကောင်းပါလား ついている。 ကံကောင်းသည် ついていない。 ကံဆိုးသည် あ、電車行っちゃった。今日はついてないな。 あယထာထွက်သွားခဲ့ပြီဒီနေ့ကံမကောင်းပါလား できたら。 ဖြစ်နိုင်ရင် う。できたら、これも持って行ってほしいんだけど。 ဖြစ်နိုင်ရင်ဒီဟာလဲယူဆောင်သွားစေချင်တယ် できたら。 ဖြစ်နိုင်ရင် できたら、これも持って行ってほしいんだけど。 ဖြစ်နိုင်ရင်ဒီဟာလဲယူဆောင်သွားစေချင်တယ် どういたしまして。
ရပါတယ် ありがとうございました。 ကျေးဇူးတင်ပါတယ် いえどういたしまして。 မဟုတ်ဘူးရပါတယ် どういたしまして。 ရပါတယ် ありがとうございました。 ကျေးဇူးတင်ပါတယ် いえどういたしまして。 မဟုတ်ဘူးရပါတယ် どうも、 ပုံပေါ်သည် 彼が辞めるという話はどうも本当らしい。 သူနှုတ်ထွက်တော့မယ်လို့ပြောတဲ့စကားကတကယ်ဖြစ်ပုံရတယ် どうも、 ပုံပေါ်သည် 彼が辞めるという話はどうも本当らしい。 သူနှုတ်ထွက်တော့မယ်လို့ပြောတဲ့စကားကတကယ်ဖြစ်ပုံရတယ် とんでもない。 အားလုံးတော့မဟုတ်ဘူး 上手ですね。 တော်လိုက်တာနော် とんでもない。まだまだです。 အားလုံးတော့မဟုတ်ပါဘူးလိုပါသေးတယ် とんでもない。 အားလုံးတော့မဟုတ်ဘူး 上手ですね。 တော်လိုက်တာနော် とんでもない。まだまだです。 အားလုံးတော့မဟုတ်ပါဘူးလိုပါသေးတယ် なぜか、 ဘာကြောင့်လဲ 全然かっこよくないのに彼はなぜか女性にモテる。 လုံးဝစတိုင်မမိုက်ပင်မဲ့သူ့ကိုဘာကြောင့်အမျိုးသမီးတွေကြိုက်နေရတာလဲ なぜか、 ဘာကြောင့်လဲ 全然かっこよくないのに彼はなぜか女性にモテる。 လုံးဝစတိုင်မမိုက်ပင်မဲ့သူ့ကိုဘာကြောင့်အမျိုးသမီးတွေကြိုက်နေရတာလဲ 納得がいく。 နားလေကျင်းတဲ့သည် 全員が納得がいくまで話し合った。 အသင်းဝင်အားလုံးနားလေကျင်းတဲ့သည်အထိစကားပြောခဲ့တယ် 納得がいく。 နားလေကျင်းတဲ့သည် 全員が納得がいくまで話し合った。 အသင်းဝင်အားလုံးနားလေကျင်းတဲ့သည်အထိစကားပြောခဲ့တယ် なるほど。 သဘောပေါက်ပြီးဟုတ်သားပဲ こうすれば簡単にできますよ。 ဒီလိုလုပ်ရင်လွယ်လွယ်လုပ်နိုင်တယ် なるほど。 ဟုတ်သားပဲ 子供の頃、アメリカにいたんです。 ကလေးတုန်းကအမေရိကမှာနေခဲ့တယ် なるほど。それで英語がうまいんですね。 အဟုတ်ပဲဒါကြောင့်မလို့အင်္ဂလိပ်စာတော်တယ်နော် なるほど。 သဘောပေါက်ပြီးဟုတ်သားပဲ こうすれば簡単にできますよ。 ဒီလိုလုပ်ရင်လွယ်လွယ်လုပ်နိုင်တယ် なるほど。 ဟုတ်သားပဲ 子供の頃、アメリカにいたんです。 ကလေးတုန်းကအမေရိကမှာနေခဲ့တယ် なるほど。それで英語がうまいんですね。 အဟုတ်ပဲဒါကြောင့်မလို့အင်္ဂလိပ်စာတော်တယ်နော် なんとかする。 တခုခုလုပ်ရန် このままじゃダメだ。なんとかしないと。 ဒီတိုင်းဆိုမဖြစ်ဘူးတခုခုမလုပ်လို့မရဘူး なんとかする。 တခုခုလုပ်ရန် このままじゃダメだ。なんとかしないと。 ဒီတိုင်းဆိုမဖြစ်ဘူးတခုခုမလုပ်လို့မရဘူး 別々。 တီချာစီ お支払いは？ ဘလို့ငွေပေးချေခြင်းပါလဲ 別々でお願いします。 တီချာစီလုပ်ပေးပါ 別々。 တီချာစီ お支払いは？ ဘလို့ငွေပေးချေခြင်းပါလဲ 別々でお願いします。 တီချာစီလုပ်ပေးပါ 恵まれる、 ကောင်းကြီးမင်္ဂလာခံရဖို့ 健康に恵まれていることに感謝しています。 ကျမ်းမာရေးကောင်းပြီးကောင်းကြီးမင်္ဂလာခံရလို့ကျေးဇူးတင်ပါတယ် 恵まれる、 ကောင်းကြီးမင်္ဂလာခံရဖို့ 健康に恵まれていることに感謝しています。 ကျမ်းမာရေးကောင်းပြီးကောင်းကြီးမင်္ဂလာခံရလို့ကျေးဇူးတင်ပါတယ် やむを得ない。 မလွဲတာမရှောင်တာတော့ この状況では中止はやむを得ない。 ဒီလိုအခြေအနေမျိုးတွင်ရက်နာတာကရွေးချယ်စရာမရှိတော့လို့ပါ やむを得ない。 မလွဲတာမရှောင်တာတော့ この状況では中止はやむを得ない。 ဒီလိုအခြေအနေမျိုးတွင်ရက်နာတာကရွေးချယ်စရာမရှိတော့လို့ပါ ろくならない、 မကောင်းတော့ 最近忙しくてろくな食事をしていない。 အခုတလောအလုပ်များပြီးတင့်လျော်သောအစားအစာကိုမစားနိုင်ဘူး ろくならない、 မကောင်းတော့ 最近忙しくてろくな食事をしていない。 အခု
အခုတလောအလုံများပြီးတင့်လျော်သောအစားအစာကိုမစားနိုင်ဘူး 悪いけど、 အာနာတော့ 悪いけど、ちょっと手伝ってくれない？ အာနာပေမဲ့ခဏလေးကူညီပေးလို့ရမလား 悪いけど、 အာနာတော့ 悪いけど、ちょっと手伝ってくれない？ အာနာပေမဲ့ခဏလေးကူညီပေးလို့ရမလား 当てはまる、 အကျုံးဝင်သည်တင့်လျော်သည် この規則に全てが当てはまるわけではない。 ဤဥပဒေသည်ကိစ္စအလုံးနှင့်အကျုံးဝင်ခြင်းမရှိပါ 当てはまる、 အကျုံးဝင်သည်တင့်လျော်သည် この規則に全てが当てはまるわけではない。 ဤဥပဒေသည်ကိစ္စအလုံးနှင့်အကျုံးဝင်ခြင်းမရှိပါ 当てはめる、 အဝင်ခွင့်ကြစေသည် 同じことが起きたらと自分に当てはめて考えると恐ろしい。 တူညီတဲ့အရာတွေဖြစ်ပေါ်ခဲ့ရင်ဘာဖြစ်လာမလဲဆိုတာကိုတွေးရတာကြောက်ဖို့ကောင်းတယ် 当てはめる、 အဝင်ခွင့်ကြစေသည် 同じことが起きたらと自分に当てはめて考えると恐ろしい。 တူညီတဲ့အရာတွေဖြစ်ပေါ်ခဲ့ရင်ဘာဖြစ်လာမလဲဆိုတာကိုတွေးရတာကြောက်ဖို့ကောင်းတယ် 言い合う、 အငင်းပွားသည် 父と言い合いになる、冗談を言い合う。 အဖေနှင့်အငင်းပွားသည်ဟာတာကိုအငင်းပွားသည် 言い合う、 အငင်းပွားသည် 父と言い合いになる、冗談を言い合う。 အဖေနှင့်အငင်းပွားသည်ဟာတာကိုအငင်းပွားသည် 言い出す、 စပြောသည် 自分でやると言い出したんだから最後までやって。 ကိုယ်တိုင်လုပ်မယ်လို့စပြောခဲ့တာကြောင့်အဆုံးထိလုပ်ပါ 言い出す、 စပြောသည် 自分でやると言い出したんだから最後までやって。 ကိုယ်တိုင်လုပ်မယ်လို့စပြောခဲ့တာကြောင့်အဆုံးထိလုပ်ပါ 言い間違える。 မှားယွင်းစွာပြောသည် 言い間違い、 စကားမှားသည် 言い間違える。 မှားယွင်းစွာပြောသည် 言い間違い、 စကားမှားသည် 受け持つ、 တာဝန်ယူသည် クラスを受け持つ、 အတန်းကိုတာဝန်ယူသည် 受け持つ、 တာဝန်ယူသည် クラスを受け持つ、 အတန်းကိုတာဝန်ယူသည် 打ち上げる、 အပေါ်ကိုဖြစ်တင်တယ် 花火を打ち上げる、 မိရှုမိပန်းများကိုပြစ်တင်သည် 打ち上げる、 အပေါ်ကိုဖြစ်တင်တယ် 花火を打ち上げる、 မိရှုမိပန်းများကိုပြစ်တင်သည် 打ち消す、 ပယ်ဖြတ်ရန် 悪い噂を打ち消すのに必死だ。 မကောင်းသောကောလာဟလများအလုံးကိုဖယ်ရှားပြစ်ရန်စိတ်ပိုင်းဖြတ်ထားပါတယ် 打ち消す、 ပယ်ဖြတ်ရန် 悪い噂を打ち消すのに必死だ。 မကောင်းသောကောလာဟလများအလုံးကိုဖယ်ရှားပြစ်ရန်စိတ်ပိုင်းဖြတ်ထားပါတယ် 売り出す、 အယောင်တင်ရန် 新商品を売り出す。 ကုန်ပစ္စည်းအသစ်ကိုရောင်းချသည် 売り出す、 အယောင်တင်ရန် 新商品を売り出す。 ကုန်ပစ္စည်းအသစ်ကိုရောင်းချသည် 追いかける、 အမိဖမ်းရန် 追いかける、 အမိဖမ်းရန် 追いつく、 အမိလိုက်ရန် 追いつく、 အမိလိုက်ရန် 追い越す、 ကြော်တက်ရန် 追い越す、 ကြော်တက်ရန် 追い出す、 အဝေးသို့မောင်းထုတ်သည် うるさいから隣の人をアパートから追い出したい。 စူညံလိုအိမ်နီးချင်းကိုတိုက်ခန်းမှနှင်ထုတ်ခြင်းနဲ့ 追い出す、 အဝေးသို့မောင်းထုတ်သည် うるさいから隣の人をアパートから追い出したい。 စူညံလိုအိမ်နီးချင်းကိုတိုက်ခန်းမှနှင်ထုတ်ခြင်းနဲ့ 思い切る、 စိတ်ပိုင်းဖြတ်သည် 思い切って留学することにした。 စိတ်ပိုင်းဖြတ်ပြီးပညာတော်တင်သွားခဲ့တယ် 思い切る、 စိတ်ပိုင်းဖြတ်သည် 思い切って留学することにした。 စိတ်ပိုင်းဖြတ်ပြီးပညာတော်တင်သွားခဲ့တယ် 買い替える、 အစားထိုးဝယ်သည် 買い替える、 အစားထိုးဝယ်သည် 乗り換える、 ပြောင်းစည်းသည် 乗り換える、 ပြောင်းစည်းသည် 切り替える、 အသစ်ဖြစ်ပေါ်သည် 今日から新学期です。 ဒီနေ့ကစပြီးစာတင်ချိန်အသစ်ဖြစ်တဲ့ 切り替える、 အသစ်ဖြစ်ပေါ်သည်
今日から新学期です。 ဒီနေ့ကစပြီးစာသင်ချိန်အသစ်ဖြစ်တဲ့ 気持ちを切り替えて勉強しましょ ခန်းစားချက်တွေပြောင်းပြီးလေ့လာကြည့်ရအောင် う。気持ちを切り替えて勉強しましょ ခန်းစားချက်တွေပြောင်းပြီးလေ့လာကြည့်ရအောင် 列に割り込む。 အညီဖြတ်သည် 列に割り込む。 အညီဖြတ်သည် 池に飛び込む。 ရေကန်ထဲခုန်ချသည် 池に飛び込む。 ရေကန်ထဲခုန်ချသည် 差し引く。 နှုတ်ယူသည် 手数料と送料を差し引くとこの金額になります。 ကုန်ကြစရိတ်နှင့်တည်ယူပို့ဆောင်ကနှုတ်ပြီးဒီပမာဏဖြစ်ပါတယ် 差し引く。 နှုတ်ယူသည် 手数料と送料を差し引くとこの金額になります。 ကုန်ကြစရိတ်နှင့်တည်ယူပို့ဆောင်ကနှုတ်ပြီးဒီပမာဏဖြစ်ပါတယ် 突き当たる。 ရင်ဆိုင်တိုက်မိသည် まっすぐ行って突き当たったら右に曲がってください。 တဲ့တဲ့သွားပြီးလမ်းဆုံးရောက်ခဲ့ရင်ညာဘက်ကိုကိုယ်ပါ 突き当たる。 ရင်ဆိုင်တိုက်မိသည် まっすぐ行って突き当たったら右に曲がってください。 တဲ့တဲ့သွားပြီးလမ်းဆုံးရောက်ခဲ့ရင်ညာဘက်ကိုကိုယ်ပါ 作り出す。 တီထွင်သည် 新しい商品を作り出す。 ထုတ်ကုန်တစ်ကိုတီထွင်သည် 作り出す。 တီထွင်သည် 新しい商品を作り出す。 ထုတ်ကုန်တစ်ကိုတီထွင်သည် 積み上げる。 စုဆောင်သည် 実績を積み上げる。 တကယ်အကျိုးဖြစ်ထွန်းမှုကိုစုဆောင်တယ် 積み上げる。 စုဆောင်သည် 実績を積み上げる。 တကယ်အကျိုးဖြစ်ထွန်းမှုကိုစုဆောင်တယ် 照らし合わせる。 စစ်ဆေးသည် 自分の答えと正解を照らし合わせる。 မိမိအဖြေနဲ့မှန်သောအဖြေကိုတိုက်စစ်တယ် 照らし合わせる。 စစ်ဆေးသည် 自分の答えと正解を照らし合わせる。 မိမိအဖြေနဲ့မှန်သောအဖြေကိုတိုက်စစ်တယ် 飛び出す。 ခုံထွက်သည် 箱から飛び出す。 တစ်တာထဲမှာခုံထွက်သည် 道路に飛び出す。 လမ်းပေါ်ခုံထွက်သည် 飛び出す。 ခုံထွက်သည် 箱から飛び出す。 တစ်တာထဲမှာခုံထွက်သည် 道路に飛び出す。 လမ်းပေါ်ခုံထွက်သည် 取り入れる。 လက်ခံကျင့်သုံးသည် 意見を取り入れる。 ထင်မြင်ချက်ကိုလက်ခံကျင့်သုံးတယ် 取り入れる。 လက်ခံကျင့်သုံးသည် 意見を取り入れる。 ထင်မြင်ချက်ကိုလက်ခံကျင့်သုံးတယ် 取り組む。 ရင်ဆိုင်သည် 問題に取り組む。 ပြဿနာကိုရင်ဆိုင်သည် 取り組む。 ရင်ဆိုင်သည် 問題に取り組む。 ပြဿနာကိုရင်ဆိုင်သည် 取り組み。 ရင်ဆိုင်ဆောင်ရွက်ခြင်း 取り組み。 ရင်ဆိုင်ဆောင်ရွက်ခြင်း 答えを引き出す。 အဖြေထုတ်သည် 答えを引き出す。 အဖြေထုတ်သည် お金を引き出す。 ပတ်စံထုတ်သည် お金を引き出す。 ပတ်စံထုတ်သည် 税率を引き上げる。 အခွန်နှုန်းကိုတိုးမြင့်သည် 税率を引き上げる。 အခွန်နှုန်းကိုတိုးမြင့်သည် 税率を引き下げる。 အခွန်နှုန်းကိုလျှော့ချသည် 税率を引き下げる。 အခွန်နှုန်းကိုလျှော့ချသည် 彼が辞めるというので引き止めた。 သူကထွက်မယ်လို့ပြောလို့တားမြစ်ခဲ့တယ် 彼が辞めるというので引き止めた。 သူကထွက်မယ်လို့ပြောလို့တားမြစ်ခဲ့တယ် 山田さんが代表を引き受けてくれた。 ယမဒဆန်သည်တမရအဖြစ်လွှဲပြောင်းလက်ခံခဲ့တယ် 山田さんが代表を引き受けてくれた。 ယမဒဆန်သည်တမရအဖြစ်လွှဲပြောင်းလက်ခံခဲ့တယ် 出ていた釘にスカートが引っかかった。 လက်သေးရှည်တွင်စကက်ကညှိတွယ်ခဲ့တယ် 出ていた釘にスカートが引っかかった。 လက်သေးရှည်တွင်စကက်ကညှိတွယ်ခဲ့တယ် 荷物に足を引っ掛けて転びそうになった。 ခြေထောက်ကအိတ်တွေနဲ့ချိတ်မိပြီးလဲကျမလို့ဖြစ်ခဲ့တယ် 荷物に足を引っ掛けて転びそうになった。 ခြေထောက်ကအိတ်တွေနဲ့ချိတ်မိပြီးလဲကျမလို့ဖြစ်ခဲ့တယ် ひっくり返す。 ပြန်လှည့်သည်ပြန်လှန်သည် お皿をひっくり返す。
ပကံကိုလှန်တယ် ひっくり返す、 ပြန်လှည့်သည်ပြန်လှန်သည် お皿をひっくり返す。 ပကံကိုလှန်တယ် ひっくり返る、 မှောက်လှန်ခံရသည် 滑ってひっくり返る。 ချော်ပြေးရန်ကြသည် ひっくり返る、 မှောက်လှန်ခံရသည် 滑ってひっくり返る。 ချော်ပြေးရန်ကြသည် 振り返る、 ပြန်လှန်ကြည့်သည်စမ်းစစ်ပြီး 過去を振り返る。 အတိတ်ကိုပြန်လှန်ကြည့်တယ် 振り返る、 ပြန်လှန်ကြည့်သည်စမ်းစစ်ပြီး 過去を振り返る。 အတိတ်ကိုပြန်လှန်ကြည့်တယ် 振り向く、 နောက်လှည့်ကြည့်သည် 後ろを振り向く。 အနောက်ကိုလှည့်ကြည့်တယ် 振り向く、 နောက်လှည့်ကြည့်သည် 後ろを振り向く。 အနောက်ကိုလှည့်ကြည့်တယ် 見失う、 မျက်ခြေပြတ်သည် 友達を見かけたが人混みで見失った。 တငယ်ချင်းကိုတွေ့ခဲ့ပေမဲ့လူအုပ်ထဲတွင်မျက်ခြေပြတ်သွားခဲ့တယ် 見失う、 မျက်ခြေပြတ်သည် 友達を見かけたが人混みで見失った。 တငယ်ချင်းကိုတွေ့ခဲ့ပေမဲ့လူအုပ်ထဲတွင်မျက်ခြေပြတ်သွားခဲ့တယ် 見送る。 လိုက်ဖို့နှုတ်ဆက်သည် 駅まで友達を見送る、 ဘူတာယုံထိတငယ်ချင်းကိုလိုက်ဖို့နှုတ်ဆက်တယ် 見送る。 လိုက်ဖို့နှုတ်ဆက်သည် 駅まで友達を見送る、 ဘူတာယုံထိတငယ်ချင်းကိုလိုက်ဖို့နှုတ်ဆက်တယ် 見送りする。 လိုက်ဖို့နှုတ်ဆက်ခြင်း 見送りする。 လိုက်ဖို့နှုတ်ဆက်ခြင်း 見かける、 ကြုံတွေ့သည် 駅で先生を見かけた。 ဘူတာယုံတွင်ဆရာကိုတွေ့လိုက်ရတယ် 見かける、 ကြုံတွေ့သည် 駅で先生を見かけた。 ဘူတာယုံတွင်ဆရာကိုတွေ့လိုက်ရတယ် 見比べる。 နှိုင်းရှင်ကြည့်သည် 二つの絵を見比べる、 ပကြီကားနှစ်ချက်ကိုနှိုင်းရှင်ကြည့်တယ် 見比べる。 နှိုင်းရှင်ကြည့်သည် 二つの絵を見比べる、 ပကြီကားနှစ်ချက်ကိုနှိုင်းရှင်ကြည့်တယ် 見つける。 ရှာတွေ့သည် 財布が落ちているのを見つけた。 ပတ်စံအိတ်ကြပြောက်သွားတာပြန်ရှာတွေ့ခဲ့တယ် 見つける。 ရှာတွေ့သည် 財布が落ちているのを見つけた。 ပတ်စံအိတ်ကြပြောက်သွားတာပြန်ရှာတွေ့ခဲ့တယ် 仕事を見つける、 အလောက်ရှာတွေ့တယ် 仕事を見つける、 အလောက်ရှာတွေ့တယ် 見つめる。 စူးစိုက်ကြည့်သည် そんなに見つめないで。 ဒီလောက်တောင်စိုက်မကြည့်ပါနဲ့ 見つめる。 စူးစိုက်ကြည့်သည် そんなに見つめないで。 ဒီလောက်တောင်စိုက်မကြည့်ပါနဲ့ 見慣れる、 အမြင်ရိုးသည် 入り口に見慣れない男性がいた。 ဝင်ပေါက်တွင်မြင်နေကြမဟုတ်တော့အမျိုးသားရှိခဲ့တယ် 見慣れる、 အမြင်ရိုးသည် 入り口に見慣れない男性がいた。 ဝင်ပေါက်တွင်မြင်နေကြမဟုတ်တော့အမျိုးသားရှိခဲ့တယ် 見逃す。 မျက်စိရှမ်းသည် 見たいドラマを見逃してしまった。 ကြည့်ကျင်နေသောဒရမာလွဲချော်သွားတယ် 見逃す。 မျက်စိရှမ်းသည် 見たいドラマを見逃してしまった。 ကြည့်ကျင်နေသောဒရမာလွဲချော်သွားတယ် 向かい合う、 မျက်နှာချင်းဆိုင်တွေ့သည် 向かい合って話す。 မျက်နှာချင်းဆိုင်တွေ့ပြီးစကားပြောတယ် 向かい合う、 မျက်နှာချင်းဆိုင်တွေ့သည် 向かい合って話す。 မျက်နှာချင်းဆိုင်တွေ့ပြီးစကားပြောတယ် 盛り上げる、 အသက်ဝင်လာသည် 場を盛り上げる。 နေရာကိုအသက်ဝင်လာစေတယ် 盛り上げる、 အသက်ဝင်လာသည် 場を盛り上げる。 နေရာကိုအသက်ဝင်လာစေတယ် 呼び出す、 ခေါ်ယူသည် 受付で森課長を呼び出してもらった。 အဲ့ကြိုမှာမန်နေဂျာမိုးရီကိုခေါ်ခိုင်းခဲ့တယ် 呼び出す、 ခေါ်ယူသည် 受付で森課長を呼び出してもらった。 အဲ့ကြိုမှာမန်နေဂျာမိုးရီကိုခေါ်ခိုင်းခဲ့တယ် 入れる、入れる、
予定を入れる。 အစီအစဉ်ထည့်သည် 予定を入れる。 အစီအစဉ်ထည့်သည် 連絡を入れる。 အဆက်အသွယ်ထည့်သည် 連絡を入れる。 အဆက်အသွယ်ထည့်သည် 日曜日を入れて3日間。 တနင်္ဂနွေနေ့ပါပါပြီး3ရက်ကြာ 日曜日を入れて3日間。 တနင်္ဂနွေနေ့ပါပါပြီး3ရက်ကြာ 受ける、受ける。電話を受ける。 ဖုန်းဖြေဆိုသည် 電話を受ける。 ဖုန်းဖြေဆိုသည် 指示を受ける。 ညွှန်ကြားချက်ကိုခံယူသည် 指示を受ける。 ညွှန်ကြားချက်ကိုခံယူသည် 試験を受ける。 စာမွေးဖြေဆိုသည် 試験を受ける。 စာမွေးဖြေဆိုသည် 奨学金を受ける。 ပညာသင်စုကိုဖြေသည် 奨学金を受ける。 ပညာသင်စုကိုဖြေသည် 送る、送る。現地にスタッフを送る。 စိုက်ထဲသို့ဝန်ထမ်းများပို့သည် 現地にスタッフを送る。 စိုက်ထဲသို့ဝန်ထမ်းများပို့သည် 楽しい生活を送る。 ပျော်ရွှင်စရာကောင်းသောဘဝကိုပိုင်ဆိုင်သည် 楽しい生活を送る。 ပျော်ရွှင်စရာကောင်းသောဘဝကိုပိုင်ဆိုင်သည် 落ちる、落ちる。売り上げが落ちる。 ရောင်းအားကြသည် 落ちる、落ちる。売り上げが落ちる。 ရောင်းအားကြသည် 味が落ちる。 အရသာမရှိဖြစ်သည် 味が落ちる。 အရသာမရှိဖြစ်သည် 色が落ちる。 အယောင်မှေးမိန်သည် 色が落ちる。 အယောင်မှေးမိန်သည် 汚れが落ちる。 အစွန်းထင်ကျွတ်သည် 汚れが落ちる。 အစွန်းထင်ကျွတ်သည် かかる、かかる。水が人にかかる。 ရေကဆိုသွားသည် かかる、かかる。水が人にかかる。 ရေကဆိုသွားသည် 霧がかかる。 ညူဆိုင်သည် 霧がかかる。 ညူဆိုင်သည် 病気にかかる。 ဖျားသည် 病気にかかる。 ဖျားသည် エンジンがかかる。 အင်ဂျင်ကြသည် エンジンがかかる。 အင်ဂျင်ကြသည် 優勝がかかる。 ဘိုးဆွဲသည် 優勝がかかる。 ဘိုးဆွဲသည် 切る、切る。電話を切る。 ဖုန်းချသည် 電話を切る。 ဖုန်းချသည် 1万円を切る値段。 ရန်1000နှင့်ဈေးဖြတ်သည် 1万円を切る値段。ရန်1000နှင့်ဈေးဖြတ်သည် 出す、出す。力を出す。 အာရင်စိုက်ထုတ်သည် 力を出す。 အာရင်စိုက်ထုတ်သည် 目を出す。 အညွန့်စိုက်ပျိုးသည် အကြောင်းထွက်လာသည် 目を出す。 အညွန့်စိုက်ပျိုးသည် အကြောင်းထွက်လာသည် 答えを出す。 အဖြေထုတ်သည် 答えを出す。 အဖြေထုတ်သည် 新しい商品を出す。 ထုတ်ကုန်တစ်ထုတ်သည် 新しい商品を出す。 ထုတ်ကုန်တစ်ထုတ်သည် 本を出す。 စာအုပ်ထုတ်ဝေသည် 本を出す。 စာအုပ်ထုတ်ဝေသည် 指示を出す。 ညွှန်ကြားချက်ထုတ်သည် 指示を出す。 ညွှန်ကြားချက်ထုတ်သည် つく、つく。身につく。 ကျွမ်းကျင်သည် 身につく。 ကျွမ်းကျင်သည် 差がつく。 ကွဲပြားခြားနားသည် 差がつく。 ကွဲပြားခြားနားသည် 気がつく。 တတိထားမိသည် 気がつく。 တတိထားမိသည် 入る、入る。サークルに入る。 အဖွဲ့ထဲဝင်သည် サークルに入る。 အဖွဲ့ထဲဝင်သည် 新しい月に入る。 လာဆန်းထဲဝင်သည် 新しい月に入る。 လာဆန်းထဲဝင်သည် ボーナスが入る。 အပိုစုကြေးရသည် ボーナスが入る。 အပိုစုကြေးရသည် 発行1万部。 မိတ္တူ1000ပုံနှိပ်သည် 発行1万部。 မိတ္တူ1000ပုံနှိပ်သည် 和風、 Japan style 和風。 Japan style 洋風。 အနောက်တိုင်း style 洋風。 အနောက်တိုင်း style インド風、 အိန္ဒိယ style インド風。အိန္ဒိယ style 現代風。ခေတ်သစ် style
現代風、 ခေတ်သစ်စတိုင် 男女別の結果、 ကြားမရေးရာရလက်များ 男女別の結果、 ကြားမရေးရာရလက်များ 年齢別、 အသက်အရွယ်လိုက် 年齢別、 အသက်အရွယ်လိုက် 食べ放題、 စားနိုင်သလောက် 食べ放題、 စားနိုင်သလောက် 乗り放題、 စီးနိုင်သလောက် 乗り放題、 စီးနိုင်သလောက် 楽しみ、 ပျော်ရွှင်စရာ 楽しみ、 ပျော်ရွှင်စရာ 弱み、 အားနည်းချက် 弱み、 အားနည်းချက် 厚み、 အထူး 厚み、 အထူး 18歳未満、 18နှစ်အောက် 18歳未満、 18နှစ်အောက် 南向きの部屋、 တောင်ဘက်မျက်နှာမူသောအခန့် 南向きの部屋、 တောင်ဘက်မျက်နှာမူသောအခန့် 初心者向きのコース、 အခြေခံမှစသူများအတွက်သင်တန်း 初心者向きのコース、 အခြေခံမှစသူများအတွက်သင်တန်း 子供向けの番組、 ကလေးအတွက်ရည်ရွယ်သည့်အစီအစဉ် 子供向けの番組、 ကလေးအတွက်ရည်ရွယ်သည့်အစီအစဉ် 女性向けのメニュー、 အမျိုးသမီးများအတွက်ရည်ရွယ်သည့်မီနူး 女性向けのメニュー、 အမျိုးသမီးများအတွက်ရည်ရွယ်သည့်မီနူး 早めの準備、 အစောပိုင်းကြိုတင်ပြင်ဆင်မှု 早めの準備、 အစောပိုင်းကြိုတင်ပြင်ဆင်မှု 遅めの朝食、 နောက်ကျသောနနက်စာ 遅めの朝食、 နောက်ကျသောနနက်စာ 合格率、 အောင်မြင်မှုနှုန်း 合格率、 အောင်မြင်မှုနှုန်း 増加率、 တိုးတက်မှုနှုန်း 増加率、 တိုးတက်မှုနှုန်း 精神力、 စိတ်ဆွမ်းရည် 精神力、 စိတ်ဆွမ်းရည် 想像力、 စိတ်ကူးစိတ်တန်း 想像力、 စိတ်ကူးစိတ်တန်း 一般論、 တာမန်သဘောထား 一般論、 တာမန်သဘောထား 文化論、 ယဉ်ကျေးမှု theory 文化論、 ယဉ်ကျေးမှု theory 旅費、ခရီးစရိတ် 旅費、ခရီးစရိတ် 食費、 စားစရိတ် 食費、 စားစရိတ် 交通費、 တည်ယူပို့ဆောင်ရေးစရိတ် 交通費、 တည်ယူပို့ဆောင်ရေးစရိတ် 宿泊費、 တဲခိုစရိတ် 宿泊費、 တဲခိုစရိတ် 502号室、 တိုက်ခန်းအမှတ်902 502号室、 တိုက်ခန်းအမှတ်902 12月皇后、 ဒီဇင်ဘာလထုတ် 12月皇后、 ဒီဇင်ဘာလထုတ် 特急23号、 အမြန်ရထားအမှတ်23 特急23号、 အမြန်ရထားအမှတ်23歴史、 တမိုင်း 歴史、 တမိုင်း 日本史、 ဂျပန်တမိုင်း 日本史、 ဂျပန်တမိုင်း 世界史、 ကမ္ဘာတမိုင်း 世界史、 ကမ္ဘာတမိုင်း 現代史、 ခေတ်သစ်တမိုင်း 現代史、 ခေတ်သစ်တမိုင်း 古代史、 ရှေးဟောင်းတမိုင်း 古代史、 ရှေးဟောင်းတမိုင်း 試着室、 အဝတ်လဲခန်း 試着室、 အဝတ်လဲခန်း 寝室、 အိတ်ခန်း 寝室、 အိတ်ခန်း 浴室、 ရေချိုးခန်း 浴室、 ရေချိုးခန်း 発表者、 အစီအစဉ်တင်ဆက်သူ 発表者、 အစီအစဉ်တင်ဆက်သူ 関係者、 ပါဝင်ပတ်သက်သူ 関係者、 ပါဝင်ပတ်သက်သူ 読者、 စာဖတ်သူ 読者、 စာဖတ်သူ 筆者、 စာရေးသူ 筆者、 စာရေးသူ 記者、 သတင်းထောက် 記者、 သတင်းထောက်
練習場、 လေ့ကျင့်ရေးကွင်း 練習場、 လေ့ကျင့်ရေးကွင်း 飛行場、 လေရင်ကွင်း 飛行場、 လေရင်ကွင်း 球場、 ဘောလုံးကွင်း 球場、 ဘောလုံးကွင်း 式場、 အခမ်းအနားခန်းမ 式場、 အခမ်းအနားခန်းမ 仕事場、 အလုပ်ခွင် 仕事場、 အလုပ်ခွင် 酒場、 အရက်ဘာ 酒場、 အရက်ဘာ 使用済み、 အသုံးပြုပြီး 使用済み、 အသုံးပြုပြီး 確認済み、 အတည်ပြုပြီး 確認済み、 အတည်ပြုပြီး 安全性、 ဘေးကင်းလုံခြုံမှု 安全性、 ဘေးကင်းလုံခြုံမှု 社会性、 လူဝင်ဆန့်သော 社会性、 လူဝင်ဆန့်သော 具体性、 ဆောင်ရွက်၍ရနိုင်ပွဲဖြစ်သော 具体性、 ဆောင်ရွက်၍ရနိုင်ပွဲဖြစ်သော スイス製、 ဆွစ်ဇာလန်နိုင်ငံထုတ် スイス製、 ဆွစ်ဇာလန်နိုင်ငံထုတ် 木製、 တစ်သားဖြင့်လုပ်သော 木製、 တစ်သားဖြင့်လုပ်သော ビニール製、 ပလတ်စတစ်ဖြင့်လုပ်သော ビニール製、 ပလတ်စတစ်ဖြင့်လုပ်သော 2隻の船、 တင်မောနှစ်စင်း 2隻の船、 တင်မောနှစ်စင်း 対戦、 ပွဲစဉ် 対戦、 ပွဲစဉ် 決勝戦、 ဘိုလ်လူပွဲ 決勝戦、 ဘိုလ်လူပွဲ 川沿い、 မြစ်တလျှောက် 川沿い、 မြစ်တလျှောက် 道路沿い、 လမ်းတလျှောက် 道路沿い、 လမ်းတလျှောက် 速度、 အမြန်နှုံး 速度、 အမြန်နှုံး 角度、 ရှုထောင့် 角度、 ရှုထောင့် 湿度、 စိုးထိုင်းခြင်း 湿度、 စိုးထိုင်းခြင်း 理解度、 နားလည်မှုအဆင့် 理解度、 နားလည်မှုအဆင့် 急病、 ရုတ်တရက်ဖျားနာခြင်း 急病、 ရုတ်တရက်ဖျားနာခြင်း 10秒、 ပြင်းထန်သောဖျားနာခြင်း 10秒、 ပြင်းထန်သောဖျားနာခြင်း 仮病、 ဟန်ဆောင်အဖျား 仮病、 ဟန်ဆောင်အဖျား 看病、 လူနာပြုစုမှု 看病、 လူနာပြုစုမှု お酒以外の飲み物、 အရက်ကလွယ်ပြီးတောက်เสีย お酒以外の飲み物、 အရက်ကလွယ်ပြီးတောက်เสีย 400字以内、 စလုံးရည်400အတွင်း 400字以内、 စလုံးရည်400အတွင်း 20歳以上、 အသက်20အထက် 20歳以上、 အသက်20အထက် 高齢化、 အသက်အရွယ်ကြီးလာခြင်း 高齢化、 အသက်အရွယ်ကြီးလာခြင်း 合理化、 စင်ကျင်သွေးတောလာခြင်း 合理化、 စင်ကျင်သွေးတောလာခြင်း 近代化、 ခင်မီလာခြင်း 近代化、 ခင်မီလာခြင်း 屋外、 အိမ်အပြင်ဘက် 屋外、 အိမ်အပြင်ဘက် 社外、 ကုမ္ပဏီအပြင်ဘက် 社外、 ကုမ္ပဏီအပြင်ဘက် 予想外の展開、 မျော်လင့်မထားသောဖွံ့ဖြိုးတိုးတက်မှု 予想外の展開、 မျော်လင့်မထားသောဖွံ့ဖြိုးတိုးတက်မှု 時間外の受付、 အဲ့ချိန်ပြီးနောက် 時間外の受付、 အဲ့ချိန်ပြီးနောက် 10カ所で調査、 10နေရာဤစစ်တမ်း 10カ所で調査、 10နေရာဤစစ်တမ်း 達成感、 အောင်မြင်မှုဤခံစားမှု 達成感、 အောင်မြင်မှုဤခံစားမှု 緊張感、 စိတ်ပြုရှားမှုခံစားချက် 緊張感、 စိတ်ပြုရှားမှုခံစားချက် 季節感、 ရာသီအလိုက်ခံစားမှု 季節感、 ရာသီအလိုက်ခံစားမှု 上巻、 ပထမတွဲ 上巻、 ပထမတွဲ 下巻、 နောက်ဆုံးတွဲ 下巻、 နောက်ဆုံးတွဲ 第1巻、 အခန်း1အတွဲ 第1巻、
အခန်းတစ်အတွက် 風邪気味、 အနှမ်းငယ်အေးသော 風邪気味、 အနှမ်းငယ်အေးသော 太り気味、 အနှမ်းငယ်ဝသော 太り気味、 အနှမ်းငယ်ဝသော 不安げな顔、 စိုးရိမ်ပူပန်သောမျက်နှာ 不安げな顔、 စိုးရိမ်ပူပန်သောမျက်နှာ 楽しげな様子、 ရှင်လန်းသောအခြေအနေလိုပဲ 楽しげな様子、 ရှင်လန်းသောအခြေအနေလိုပဲ 2軒のパン屋、 ပေါင်မုံဆိုင်နှစ်ဆိုင် 2軒のパン屋、 ပေါင်မုံဆိုင်နှစ်ဆိုင် あくる日、 နောက်နေ့ あくる日、 နောက်နေ့ あくる朝、 နောက်နေ့မနက် あくる朝、 နောက်နေ့မနက် あくる年、 နောက်နှစ် あくる年、 နောက်နှစ် 各大学、 တက္ကသိုလ်တစ်ခုစီ 各大学、 တက္ကသိုလ်တစ်ခုစီ 各社、 ကုမ္ပဏီတစ်ခုစီ 各社、 ကုမ္ပဏီတစ်ခုစီ 各家庭、 အိမ်ထောင်တစ်စုစီ 各家庭、 အိမ်ထောင်တစ်စုစီ 各人、 လူတစ်ယောက်စီ 各人、 လူတစ်ယောက်စီ 旧姓、 ရခင်မိသားစုနာမည် 旧姓、 ရခင်မိသားစုနာမည် 旧社名、 ရခင်ကုမ္ပဏီအမည် 旧社名、 ရခင်ကုမ္ပဏီအမည် 旧暦、 ရခင်ပြက်ကလေး 旧暦、 ရခင်ပြက်ကလေး 原市長、 လက်ရှိမြို့တော်ဝင် 原市長、 လက်ရှိမြို့တော်ဝင် 現政府、 လက်ရှိအစိုးရ 現政府、 လက်ရှိအစိုးရ コケネディ大統領、 ကွယ်လွန်ခဲ့ပြီးသောသမ္မတကနေဒီ コケネディ大統領、 ကွယ်လွန်ခဲ့ပြီးသောသမ္မတကနေဒီ 高価な、 တန်ဖိုးကြီးသော 高価な、 တန်ဖိုးကြီးသော 高度な、 အဆင့်မြင့်သော 高度な、 အဆင့်မြင့်သော 高品質、 အရေးချင်းမြင့်သော 高品質、 အရေးချင်းမြင့်သော 今シーズン、今期、ယခုရာသီ 今シーズン、今期、ယခုရာသီ 今大会、 အခုပြိုင်ပွဲ 今大会、 အခုပြိုင်ပွဲ 今回、ယခုအကျဉ်း 今回、ယခုအကျဉ်း 昨夜、 မနေ့ည 昨夜、 မနေ့ည 昨日、မနေ့က 昨日、မနေ့က 昨シーズン、 နောက်ဆုံးရာသီ 昨シーズン、 နောက်ဆုံးရာသီ 助言、အကြံဉာဏ် 助言、အကြံဉာဏ် 助手、 လက်ထောက် 助手、 လက်ထောက် 助監督、 လက်ထောက်ညွှန်ကြားရေးမှူး 助監督、 လက်ထောက်ညွှန်ကြားရေးမှူး アジア諸国、 အာရှနိုင်ငံများ アジア諸国、 အာရှနိုင်ငံများ 諸事情、 အခြေအနေမျိုးမျိုး 諸事情、 အခြေအနေမျိုးမျိုး 初期、 အစောပိုင်းကာလ 初期、 အစောပိုင်းကာလ 初級、 အခြေခံအဆင့် 初級、 အခြေခံအဆင့် 初旬、 လာဆန်းပိုင်း 初旬、 လာဆန်းပိုင်း 超満員、 ပြုတ်ကျက်နေသော 超満員、 ပြုတ်ကျက်နေသော 低価格、 နှင်းကြသောဈေးနှုန်း 低価格、 နှင်းကြသောဈေးနှုန်း 低予算、 ဘတ်ဂျက်နှိမ်သော 低予算、 ဘတ်ဂျက်နှိမ်သော 低レベル、 အဆင့်နှိမ်သော 低レベル、 အဆင့်နှိမ်သော どうこう、 ကျောင်းသူ どうこう、 ကျောင်းသူ 同社、 ကုမ္ပဏီသူ 同社、
ကုမ္ပဏီတူ 同年代 မျိုးဆက်တူ 同年代 မျိုးဆက်တူ 反対性 စန့်ကျင်ဘက်အဖွဲ့အစည်း 反対性 စန့်ကျင်ဘက်အဖွဲ့အစည်း 半日 နေတဝက် 半日 နေတဝက် 半月 လာဝက် 半月 လာဝက် 半ズボン ဘောင်းမီတိုး 半ズボン ဘောင်းမီတိုး 非科学的な သိပ္ပံနီးကြမဟုတ်တော့ 非科学的な သိပ္ပံနီးကြမဟုတ်တော့ 非日常的な တာမန်မဟုတ်တော့ 非日常的な တာမန်မဟုတ်တော့ 一仕事 အလုပ်တစ်ခု 一仕事 အလုပ်တစ်ခု 一工夫 တီထွင်စမ်းသစ်မှုတစ်ခု 一工夫 တီထွင်စမ်းသစ်မှုတစ်ခု 一休み ခေတ္တအနားယူခြင်း 一休み ခေตตအနားယူခြင်း 一眠り တရေအိတ်ခြင်း 一眠り တရေအိတ်ခြင်း 一人住まいのお年寄り တဦးထဲနေထိုင်သောတက်ကြီးရွယ်အို 一人住まいのお年寄り တဦးထဲနေထိုင်သောတက်ကြီးရွယ်အို 不足する မလုံမလောက်ဖြစ်ခြင်း 不足する မလုံမလောက်ဖြစ်ခြင်း 不満 မယောင်ရဲသော 不満 မယောင်ရဲသော 不利な အရေးမတာသော 不利な အရေးမတာသော 不幸な ဆင်းရဲဒုက္ခခံရသော 不幸な ဆင်းရဲဒုက္ခခံရသော 無礼 ရိုင်းဆိုင်သော 無礼 ရိုင်းဆိုင်သော 副社長 ဒုတိယဥက္ကဋ္ဌ 副社長 ဒုတိယဥက္ကဋ္ဌ 古新聞 တည်င်းစာအဟောင်း 古新聞 တည်င်းစာအဟောင်း 答えや တာယာအဟောင်း 答えや တာယာအဟောင်း 古着 အဝတ်အဟောင်း 古着 အဝတ်အဟောင်း 毎晩 ညာတိုင်း 毎晩 ညာတိုင်း 毎分 မိနစ်တိုင်း 毎分 မိနစ်တိုင်း 毎号 ကိစ္စတိုင်း 毎号 ကိစ္စတိုင်း 毎試合 ပွဲတိုင်း 毎試合 ပွဲတိုင်း 未定 မဆုံးဖြတ်ရသေးသော 未定 မဆုံးဖြတ်ရသေးသော 離婚 လက်မထက်ရသေးသော 離婚 လက်မထက်ရသေးသော 未納 မပေးရသေးသော 未納 မပေးရသေးသော 未解決 မဖြေရှင်းရသေးသော 未解決 မဖြေရှင်းရသေးသော 無理 မဖြစ်နိုင်သော 無理 မဖြစ်နိုင်သော 無罪 ပြစ်မှုမမြောက်သော 無罪 ပြစ်မှုမမြောက်သော 無職 အလုတ်လက်မဲ့ 無職 အလုတ်လက်မဲ့ 無料 အခမဲ့ 無料 အခမဲ့ 無免許 လိုင်စင်မဲ့သော 無免許 လိုင်စင်မဲ့သော 無関心な လစ်လျူရှုသော 無関心な လစ်လျူရှုသော 名曲 ပြောင်မြောက်သောသေးသော 名曲 ပြောင်မြောက်သောသေးသော 名画 ပြောင်မြောက်သောပချီကာ 名画 ပြောင်မြောက်သောပချီကာ 名作 ပြောင်မြောက်သောအလုတ် 名作 ပြောင်မြောက်သောအလုတ် 名場面 ပြောင်မြောက်သောပြခွက် 名場面 ပြောင်မြောက်သောပြခွက် 名人 ကျွမ်းကျင်သူ 名人 ကျွမ်းကျင်သူ 元警官 ရဲရာရှိဟောင်း 元警官 ရဲရာရှိဟောင်း 元同僚 လုပ်ဖော်ကိုင်ဖက်ဟောင်း 元同僚 လုပ်ဖော်ကိုင်ဖက်ဟောင်း 翌日 နောက်တစ်နေ့ 翌日 နောက်တစ်နေ့ 翌朝 နောက်တစ်နေ့မနက် 翌朝 နောက်တစ်နေ့မနက် 翌年 နောက်တစ်နှစ် 翌年
နောက်တစ်နှစ် 来シーズン、 လာမယ့်ရာသီ 来シーズン、 လာမယ့်ရာသီ 来期、 နောက်သက်တမ်း 来期、 နောက်သက်တမ်း 来社、 ကုမ္ပဏီကိုလာသည် 来社、 ကုမ္ပဏီကိုလာသည် 来場、 နေရာကိုလာသည် 来場、 နေရာကိုလာသည် 我が家、 ကျွန်ုပ်တို့အိမ် 我が家、 ကျွန်ုပ်တို့အိမ် 我が子、 ကျွန်ုပ်တို့ကလေး 我が子、 ကျွန်ုပ်တို့ကလေး 我が社、 ကျွန်ုပ်တို့ကုမ္ပဏီ 我が社、 ကျွန်ုပ်တို့ကုမ္ပဏီ 何気ない、 အမှတ်တမဲ့ 何気ない一言で友達を傷つけてしまったことがある。 အမှတ်တမဲ့စကားတစ်ခွန်းနဲ့တငယ်ချင်းကိုစိတ်ထိခိုက်စေခဲ့ဖူးတယ် 何気ない、 အမှတ်တမဲ့ 何気ない一言で友達を傷つけてしまったことがある。 အမှတ်တမဲ့စကားတစ်ခွန်းနဲ့တငယ်ချင်းကိုစိတ်ထိခိုက်စေခဲ့ဖူးတယ် 何分、 ဘာပဲဖြစ်ဖြစ် 何分私たちにとっても初めてのことなので少しお時間をいただけないでしょうか。 ဘာပဲဖြစ်ဖြစ်ကျွန်ုပ်တို့အတွက်လည်းပထမဆုံးဖြစ်တော့ကြောင်းချိန်နဲ့နဲ့ပေးလို့ရပါသလား 何分、 ဘာပဲဖြစ်ဖြစ် 何分私たちにとっても初めてのことなので少しお時間をいただけないでしょうか。 ဘာပဲဖြစ်ဖြစ်ကျွန်ုပ်တို့အတွက်လည်းပထမဆုံးဖြစ်တော့ကြောင်းချိန်နဲ့နဲ့ပေးလို့ရပါသလား なんだか、 ဘာကြောင့်မှန်းမသိ なんだか怪しい天気になってきた。雨が降るかもしれない。 ဘာကြောင့်မှန်းမသိထူးဆန်းသောရာသီဥတုဖြစ်လာခဲ့တဲ့မိုးရွာနိုင်မလားမသိဘူး なんだか、 ဘာကြောင့်မှန်းမသိ なんだか怪しい天気になってきた。雨が降るかもしれない。 ဘာကြောင့်မှန်းမသိထူးဆန်းသောရာသီဥတုဖြစ်လာခဲ့တဲ့မိုးရွာနိုင်မလားမသိဘူး なんて、 လို့ဘာလို့လိုမျိုး なんて美しい声なんだ。 ဘလို့တောင်လှလိုက်တဲ့အတန်လဲ なんてひどい格好なんだ。 ဘလို့တောင်ကြည့်ရဆိုးတာလဲ なんて、 လို့ဘာလို့လိုမျိုး なんて美しい声なんだ。 ဘလို့တောင်လှလိုက်တဲ့အတန်လဲ なんてひどい格好なんだ。 ဘလို့တောင်ကြည့်ရဆိုးတာလဲ なんと、 ဘလို့အံ့ဩတာကတော့ 一人の募集になんと1000人もの応募があった。 တယောက်စာလူခေါ်ရာတွင်အံ့ဩတာကတော့အယောက်တစ်ထောင်ရှောက်လွှာတင်ခဲ့တယ် なんと、 ဘလို့အံ့ဩတာကတော့ 一人の募集になんと1000人もの応募があった。 တယောက်စာလူခေါ်ရာတွင်အံ့ဩတာကတော့အယောက်တစ်ထောင်ရှောက်လွှာတင်ခဲ့တယ် なんという、 ဘလို့ပဲပြောပြော 工場が爆発？ စက်ရုံကိုဖောက်ခွဲတာလား なんという恐ろしいことが起きてしまったんだ。 ဘလို့ပဲပြောပြောကြောက်စရာကောင်းတာဖြစ်ခဲ့တာပဲ なんという、 ဘလို့ပဲပြောပြော 工場が爆発？ စက်ရုံကိုဖောက်ခွဲတာလား なんという恐ろしいことが起きてしまったんだ。 ဘလို့ပဲပြောပြောကြောက်စရာကောင်းတာဖြစ်ခဲ့တာပဲ なんとか、 မဖြစ်ဖြစ်အောင်တနည်းနည်းနဲ့ なんとか締め切りに間に合った。 တနည်းနည်းနဲ့နောက်ဆုံးပိတ်ရက်မိခဲ့တယ် なんとかなりませんか？遅れると大変なことになるんです。 တနည်းနည်းနဲ့လုံမလားနောက်ကျမယ်ဆိုရင်အလွန်အခက်ကြုံရမယ် なんとか、 မဖြစ်ဖြစ်အောင်တနည်းနည်းနဲ့ なんとか締め切りに間に合った。 တနည်းနည်းနဲ့နောက်ဆုံးပိတ်ရက်မိခဲ့တယ် なんとかなりませんか？遅れると大変なことになるんです。 တနည်းနည်းနဲ့လုံမလားနောက်ကျမယ်ဆိုရင်အလွန်အခက်ကြုံရမယ် なんとしても、 ဘလို့ပဲဖြစ်ဖြစ် 監督の最後の試合だから何としても勝たなければ。 နီးပြနဲ့အတူနောက်ဆုံးပြိုင်ပွဲဖြစ်တော့ကြောင့်ဘလို့ပဲဖြစ်ဖြစ်နိုင်ကိုနိုင်ရမယ် なんとしても、 ဘလို့ပဲဖြစ်ဖြစ် 監督の最後の試合だから何としても勝たなければ。
နီးပြနဲ့အတူနောက်ဆုံးပြိုင်ပွဲဖြစ်သောကြောင့်ဘလို့ပဲဖြစ်ဖြစ်နိုင်ကိုနိုင်ရမယ် なんとなく、 အကြောင်းမဲ့ どうしてこれにしたの？ ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲ 特に理由はない。なんとなく。 အထူးသဖြင့်အကြောင်းပြချက်မရှိအကြောင်းမဲ့ なんとなく、 အကြောင်းမဲ့ どうしてこれにしたの？ ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲ 特に理由はない。なんとなく。 အထူးသဖြင့်အကြောင်းပြချက်မရှိအကြောင်းမဲ့ なんともない。 ဘလို့မှဘူး 行けるかどうかまだ何とも言えない。 သွားနိုင်လားမသွားနိုင်လားဆိုတာဘလို့မှမပြောနိုင်သေးဘူး なんともない。 ဘလို့မှဘူး 行けるかどうかまだ何とも言えない。 သွားနိုင်လားမသွားနိုင်လားဆိုတာဘလို့မှမပြောနိုင်သေးဘူး